online မှာ traffic ရဖို့နဲ့နာမည်ကြီးဖို့ဆိုရင်လူတွေကဘာမဆိုလောက်တက်ကြပါတယ်။ကောင်မလေးတယောက်ဟာပြတိုက်ထဲကဓပုံမရိုက်ရဆိုတဲ့တာမြင့်ချက်ကိုဂယုမဆိုင်ပဲနှစ်ပေါင်းထောင်ကြီးသက်တမ်းရှိတဲ့ရှေးဟောင်းအမျိုးသမီးအလောင်းနဲ့ခိုးပြီးဓပုံတွေရိုက်ခဲ့တယ်။ပိုပြီး viral ထိအောင်ဆိုပြီး face swap effect နဲ့သူ့မျက်နှာကိုအလောင်းရဲ့မျက်နှာနဲ့လဲပိုက်တာပေါ့။သူ့ငယ်ချင်းကလူရှင်ဟာလူသေးနဲ့ဓပုံမရိုက်အပ်ဘူးအလောင်းနေရာမှာအစားထိုးခရလိမ့်မယ်လို့သတိပေးပေမဲ့သူကတော့ဒါကိုအလတ်ကြီး filter တစ်ခုလိုပဲသဘောထားပြီးဆောင်ပြောင်းခဲ့တယ်။ဒါပေမဲ့ဓပုံတွေကအလောင်းဟာတထွေးထွေးပြိုးလာတယ်လို့မျိုးသူခံစားရတာကိုတော့ဘယ်သူမှမပြောခင်ဘူး။အဲ့ဒီပုံက online မှာတကယ်ပဲပေါက်သွားခဲ့တယ်။ဒါပေမဲ့ထူးဆန်းတဲ့ comment တစ်ခုကတော့ဒီပုံကိုအခုချက်ချင်းဖြတ်ပါမဟုတ်ရင်မင်းတငယ်ချင်းရဲ့မျက်နှာဟာအလောင်းရဲ့မျက်နှာအတိုင်းပြောင်းသွားလိမ့်မယ်တဲ့။တငယ်ချင်းကြည့်သူကတော့ဒါကိုမနာလို့ပြောတာဆိုပြီးပေါ်တောင်ကြွားဝါနေပါသေးတယ်။ရက်အနေငယ်အကြမှာတော့အထူးဆန်းတာတွေဖြစ်လာတယ်။သူ့တငယ်ချင်းဟာအကြောင်းရင်းမရှိပဲပိန်ချောင်းဤအသားတွေဖြူဖြောလာတယ်။အကြောင်းဆုံးကတော့သူ့မျက်နှာပေါ်မှာပေါ်လာတဲ့မှွှေးနက်ပါပဲ။အဲ့ဒီမှွှေးရဲ့နေရာနဲ့ပုံစံဟာပြတိုက်ထဲကအလောင်းရဲ့မျက်နှာကမှွှေးနဲ့တစ်ထက်တည်းဖြစ်နေတာကိုတွေးလိုက်ရတဲ့အခါအဲ့ဒီနောက်ဘာဆက်ဖြစ်မလဲ။